ရိယန်သမိုင်းမှာအကြီးမားဆုံးသောလှုပ်ဝက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီနေ့ကျွန်တော်တို့သိထားတဲ့ယုံကြည်ခြင်းအခြေခံတွေဟာအလိုအရောက်ဖြစ်ပေါ်လာတာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။AD 200စုနဲ့300စုနှစ်တွေမှာယေရှုရဲ့မိသူမိဘဖြစ်ကြောင်းနဲ့ပတ်သက်ပြီးအယူဆတိုက်ပွဲတွေကစစ်တလင်းပြင်တစ်ခုလိုပြင်းထန်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာအဓိကဆက်ဆောင်3ဦးရှိပါတယ်။လူသားဘဝကနေတက်လန်းလာတဲ့လူသားယေရှုကောင်းကင်ကဆင်းသက်လာတဲ့ဖခင်ယေရှုနဲ့ဒီနှစ်ခုကြားကဗဟိညိတွေပါပဲ။ပထမဆုံးအနေနဲ့အတော်ရှင်နစင်တွေကယေရှုကိုသူရဲကောင်းတစ်ယောက်လိုမြင်ကြပါတယ်။အထူးသဖြင့်ဂျူးခရစ်ယာန်အုပ်စုဖြစ်တဲ့ Avianite တွေဟာယေရှုကိုအာဗြဟံမောရှေတို့လိုလူသားစစ်လို့ယုံကြည်ကြပါတယ်။သူတို့အတွက်ဗတ္တိဇံခံယူတဲ့အခိုက်အတန့်ဟာအရေးကြီးဆုံးပါပဲ။ကျမ်းစာတွေကမင်းဟာငါရဲ့ချစ်သားဖြစ်တဲ့ယနေ့ငါမင်းကိုဖြစ်ပွားစေပြီဆိုတဲ့စကားလုံးကိုအခြေခံပြီးအဲ့ဒီနေ့မှာပဲယေရှုဟာဖျားသခင်ရဲ့တရားဝင်မွေးစားသားဖြစ်ဗိသိက်ခံခဲ့ရတယ်လို့သူတို့ကသွန်သင်ပါတယ်။ဒါဟာအလွန်အားကျစရာကောင်းတဲ့အယူဆပါပဲ။ဘာလို့လဲဆိုတော့လူသားတစ်ယောက်ဟာအပြစ်ကင်းစင်အောင်နေနိုင်ရင်ဖျားသားအဆင့်ထိချီးမြှောက်ခံရနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးလို့ပါပဲ။ဒါပေမဲ့ဒုတိယအုပ်စုဖြစ်တဲ့ဒိုစီတစင်တွေကတော့လုံးဝကိုဆန့်ကျင်ဘက်ပါ။သူတို့ဟာ Gnosticism ဆိုတဲ့လက်ဝတ်အသိဉာဏ်ဝါဒနဲ့ဆက်နွယ်နေပါတယ်။သူတို့ရဲ့အတွေးခေါ်တွေကရုပ်ဝတ္ထုမှန်သမျှယုံညံ့တဲ့ဝိညာဉ်သားလေးမြတ်တယ်ဆိုတဲ့ dualism အပေါ်အခြေခံထားပါတယ်။သူတို့တော့ယေရှုဟာအစာစားတာအိတ်တာနာကျင်တာတွေကအစစ်မှန်မဟုတ်ပါဘူးသူတို့ကပြောလို့ရှိတာကဖျားသခင်ဟာအနည်းနဲ့ထုတ်ပိုးခံရဖို့တန့်စင်ခံသွားဖို့ဆိုတာမဖြစ်နိုင်ပါဘူးဆိုတဲ့စကားပဲဖြစ်ပါတယ်ဒါကြောင့်ယေရှုဟာလူသားအတွင်ဟန်ဆောင်ထားတဲ့အလင်းတန်းတစ်ခုသာဖြစ်တယ်လို့သူတို့ကဆိုပါတယ်လောက်အားကားတိုင်းပေါ်မှာယေရှုအော်ဟစ်ခဲ့တဲ့နာကျင်မှုတွေဟာလည်းပရိသတ်ကိုပြသတဲ့ပြဇာတ်တစ်ခုသာဖြစ်တယ်လို့သူတို့ကအစိုးရောက်စွာယုံကြည်ခဲ့ကြပါတယ်ဒီအစိုးနှစ်ဖက်ဟာအသင်းတော်ကိုနှစ်ချမ်းကွဲစီခဲ့ပါတယ်။ AD 325မှာတော့ရောမဧကရစ်ကွန်စတင်တိုင်းကနိုင်စီယာကောင်ဆယ်ကိုခေါ်ယူခဲ့ပါတယ်။အဲ့ဒီမှာအရေးကြီးတဲ့မင်းကိုတစ်ခုကိုဆုံးဖြတ်ခဲ့ကြရပါတယ်။ယေရှုဟာဘုရားသခင်နဲ့ဇာတိတော်သူသလားဒါမှမဟုတ်စင်တူယုံပဲလား။အဖြေကတော့ homoousios ဖြစ်ပါတယ်။ဆိုလိုတာကယေရှုဟာခမည်းတော်ဘုရားနဲ့ဇာတိတော်တစ်ခုတည်းဖြစ်တယ်လို့ဆိုတာပါပဲ။အရောရှင်နစင်ကိုယေရှုရဲ့ဖျားဖြစ်ခြင်းကိုညှိပယ်မှုဖြစ်ပယ်ချခဲ့တယ်လို့ဒိုစီတစင်ကိုလည်းယေရှုရဲ့လူသားဖြစ်ခြင်းနဲ့ခံစားချက်ကိုညှိပယ်မှုဖြစ်သတ်မှတ်ခဲ့ပါတယ်ဒီနေ့ခေတ်မှာတော့ဒီဝါဒတွေကပျောက်ကွယ်သွားပြီလို့ထင်ရပေမဲ့တချို့သောအတွေးအခေါ်တွေထဲမှာပုံစံပြောင်းပြီးရှိနေစေပါယေရှုဟာဘာတူလဲဆိုတဲ့မိကွန်းဟာတမိုင်းကိုပြောင်းလဲစေခဲ့တယ်လို့ယနေ့တိုင်လည်းလူသားတွေရဲ့ယုံကြည်ခြင်းကိုစိတ်ခေါ်နေစေဗဟိညိတစ်ခုဖြစ်နေပါတော့တယ်ခုလိုခရိယန်တွေနဲ့ဆိုင်တဲ့ဘဟုလာများကိုလေ့လာရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကြည့်ရှုလေ့လာသူရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ။